လူတွေရှိရင်ရှိမယ်တင်နန်းတက်နေတဲ့လူတွေရှိရင်ရှိမယ်ပြီးတဲ့အခါမှာတက္ကသိုလ် level ပေါ့နော်အဲ့လိုမျိုးတက်နေတဲ့လူတွေလည်းရှိခြင်းရှိမယ်အဲ့ဆိုပညာရေးနယ်ပယ်မှာဒီမှာအပြိုင်ဆိုင်သဘောမျိုးကိုတွေ့ရတယ်နော်ပြိုင်ဆိုင်သဘောမျိုးမှာဆိုလို့ရှိရင်ဒါ collective လေးတွေအနေနဲ့ကတော့အခြေအနေကနှစ်ခုဖြစ်နိုင်တယ်ပေါ့ fire source ပေါ့အဲ့ဆိုတော့ fire source ရဲ့သဘောတရားကတော့ energy ကသူကအပြိုင်ဆိုင်မှာဆိုလို့ရှိရင်ရတဲ့နည်းနဲ့အနိုင်ယူတယ်ဆိုတဲ့အနေအထားမျိုးပေါ့နော်အဲ့လိုဆိုတော့တယောက်ကနိုင်သွားပြီးတော့ရှင်တယောက်ကရှုံးသွားရတယ်ဆိုတဲ့အနေအထားမျိုးအဲ့နိုင်တဲ့လူကလည်းတမာတဲ့နီလန်းမျိုးထက်စားလို့ရှင်ရတဲ့နီးနဲ့ကိုအနိုင်ယူတယ်ဆိုတဲ့အနေအထားမျိုးပေါ့နော်အဲ့လိုပုံစံအနေအထားမျိုးဆိုတော့ဒီမှာကအောင်မြင်တယ်ဆိုတဲ့အနေအထားမျိုးထက်ကိုသူကတရေပဲဆိုတဲ့အနေအထားမျိုးပေါ့ရှုံးသွားတဲ့လူဘက်ကလည်းခံစားလိုက်ရတယ်လို့နိုင်သွားတဲ့လူဘက်ကလည်းတက်ကြီးအနိုင်ရယူလို့မှုနဲ့လှုပ်လိုက်တဲ့အတွက်ကြောင့်မို့အဲ့ဒါအမှန်တကယ်အနိုင်ရခြင်းလို့တော့ပြောလို့တော့မရဘူးပေါ့နော်အဲ့ဆို collective လေးတွေအနေနဲ့ဆိုလို့ရှိရင်တော့ပထမပိုင်းဒါပညာရေးမှာဆိုလို့ရှိရင်ပြောချင်တဲ့အချက်ကတော့ဒါဓာတ်ဆိုတော့သူကair sign energy တနည်းအားဖြင့်ဆိုလို့ရှိရင်သူကစကားပြောစွမ်းရည်တွေနဲ့ဉာဏ်ပညာနဲ့လည်းပတ်သက်တယ်ပေါ့နော်ဉာဏ်ပညာအတွေးခေါ်ပိုင်းနဲ့လည်းပတ်သက်တယ်အဲ့လိုဆိုတော့ဒီပညာရေးနဲ့ပတ်သက်တဲ့အခါမှာကိုကဥမာကွာစာအတန်းထဲမှာအဆင်မပြေဘူးပညာရေးကိုယ့်ထက်အဆင်ပြေတဲ့လူတွေကလည်းကိုယ့်အပေါ်မှာနည်းနည်းသူတို့ရဲ့ပညာကုန်မောက်ပြီးတော့အနိုင်ကျင့်တယ်ဆိုတဲ့အနေအထားမျိုးလေးပေါ့အဲ့လိုဆိုတော့အဲ့လို energy မျိုးလေးရတယ်နောက်တစ်မျိုးကကြတော့ကိုက victim ပေါ့ခံရတဲ့လူမဟုတ်ဘဲနဲ့ assault ပေါ့ကိုကလှုပ်တဲ့လူဖြစ်နေတာမျိုးပေါ့အဲ့လိုဟာမျိုးပေါ့နော်ကိုကတော့ပညာတော်တယ်ပေါ့ဒါပေမဲ့တော်တယ်ဆိုပေမဲ့အဲ့တော်ခြင်းတရားပေါ်မှာမောက်မာပြီးတော့မှမတော်တဲ့လူဒီပညာရေးနဲ့ပတ်သက်ပြီးတော့အဆင်မပြေတဲ့လူလေးတွေကိုနှိမ်နဲ့အနိုင်ယူတယ်ဆိုတဲ့အနေအထားမျိုးလေးလည်းတွေ့ရတာပေါ့အဲဆိုတချို့အဲ့လိုတော်တဲ့လူလေးတွေဆိုလို့ရှိရင်တော့အောင်မြင်တဲ့တခြားလူတွေအနိုင်ယူနိုင်ခြင်းလေးတွေတော့တွေ့ရတယ်ဆိုပေမဲ့ energy လေးကတော့တိတ်မကောင်းပေါ့နော်နည်းနည်းစာညံ့နေတယ်ပညာရေးမှာအခက်အခဲရှိပြီးတော့အဆင်မပြေဘူးဆိုတဲ့လူလေးတွေအနေနဲ့ကလည်းဒါနည်းနည်းလေးတော့သတိထားရမယ်ဘာဖြစ်လို့လဲဆိုတော့ကိုထက်တော်ပြီးတော့မှကိုနဲ့တိတ်အဆင်မပြေတဲ့လူတွေကကိုနည်းနည်းနှိမ်နိုင်တယ်ဆိုတဲ့အနေအထားမျိုးလေးအဲ့လိုလေးလည်းနည်းနည်းတွေ့ရတယ်ပေါ့နော်ဒီမှာဓာတ်တွေလိုက်သိမ်းနေတာဒီမှာရှုံးပြီးတော့မှမျက်ရည်ဆက်လက်နဲ့ထွက်သွားတယ်ဆိုတဲ့အနေအထားမျိုးပေါ့နော်အဲ့လိုမျိုးပေါ့ကိုကအကယ်၍များအနှိမ်ခံရတဲ့လူဆိုရင်တော့ကိုယ့်အပေါ်မှာကြောတဲ့လူအစင်မပြေအောင်လုပ်တဲ့လူကိုတော့မျက်နှာတောင်ကြည့်ချင်မှာမဟုတ်ဘူးဒီမှာကြောလေးခိုင်းပြီးတော့နောက်လှည့်ထားတာလေးတွေ့ရတယ်နော်โอเคဒါenergy တိုက်ဆိုင်လို့ရှင်လဲယူပါ overall အကုန်ခြုံပြော